ချမ်းသာတဲ့အတိုင်းဝိုင်းကတထေးကြီးတူကထိုမိန်းကလေးကိုသမီးလို့ကျင်နာစွာခေါ်လိုက်တာကိုမြင်လိုက်ရတဲ့အချိန်ကြာမှပဲထိုလူငယ်ဟာမိမိကိုမိမိဘယ်လောက်တောင်မိုက်မဲခဲ့တယ်လဲဆိုတာသဘောပေါက်သွားတော့တယ်တကယ်တော့သူဟာတာမန်မိန်းကလေးတယောက်အတွက်နဲ့ဂုဏ်သတင်းရှိတဲ့မိသားစုတစ်ခုတည်းကိုရောက်နိုင်မဲ့အခွင့်အရေးကိုလက်လွတ်စပယ်ဖျက်ဆီးပစ်ခဲ့တာပါထိုခဏမှာပဲသူဟာမိန်းကလေးကိုစွန့်ပစ်ဖို့ဆုံးဖြတ်လိုက်တယ်အမှန်စင်စစ်တော့မိန်းကလေးဟာဒီလူငယ်ကိုလူကုန်ထန်တန်းဝင်ဖြစ်အောင်မြေတောင်မြောက်ပေးဖို့အတွက်သူမရဲ့ကြွယ်ဝတဲ့နောက်ခံကိုဖုံးကွယ်ပြီးကျောင်းမှာဆင်းရဲတဲ့ကျောင်းသူလေးတစ်ယောက်ဖြစ်ဟန်ဆောင်နေခဲ့တာပါသူမရဲ့ချမ်းသာတဲ့အကိုတွေကိုလည်းသူနဲ့ခင်မင်အောင်စီစဉ်ပေးခဲ့တယ်လို့ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဖြစ်အောင်လည်းကူညီပေးခဲ့တဲ့တက္ကသိုလ်တတိယနှစ်မှာသူမဦးလေးရဲ့ကုမ္ပဏီမှာအလုပ်တင်ဝင်ခိုင်းပြီးပွဲရတာနဲ့စစ်ဆက်ဖို့အထိစီစဉ်ထားခဲ့တာပါဒါပေမဲ့ပွဲမရခင်လေးမှာပဲလူငယ်ကစတိုးဆိုင်ကကောင်းမလေးတစ်ယောက်ကိုခေါ်လာပြီးမိန်းကလေးရဲ့စိန်ခံအဆောင်ကိုအတင်းအဓမ္မဖယ်ခိုင်းခဲ့တဲ့မိန်းကလေးကငါတယောက်တည်းဘာလို့ဒီအဆောင်မှာနေခွင့်ရနေတာလဲလို့မိကုန်းထုတ်နေချိန်မှာပဲလူငယ်ကသူမကိုပါရိုက်လိုက်တယ်သူမရဲ့ကန့်ကွက်မှုကိုရန်လိုတယ်လို့ဆွဆွဲပြီးမင်းကဆင်းရဲတဲ့ကျောင်းသူပဲအထူးခွင့်ရစရာမလိုဘူးလို့လူပုံအလဲမှာအဆက်ခွဲလိုက်ပါတယ်သူမရဲ့အခွင့်အရေးမှန်သမျှကိုရုပ်သိမ်းကြောင်းကြီးညာပြီးကျောင်းကထွက်ခိုင်းဖို့အထိလုပ်တဲ့အခါမှာတော့မိန်းကလေးဟာမိမိလက်နဲ့မွေပွေးခါပိုက်မိမှန်သိသွားပါတော့တယ်သူမဟာသူမရဲ့အကူတွေကိုဖုံးဆက်ပြီးလူငယ်ရရှိထားတဲ့အခွင့်အရေးမှန်သမျှကိုပြန်ရုပ်သိမ်းဖို့ပြောလိုက်တယ်အဆောင်ပြန်ရောက်တဲ့အခါမှာလည်းအဲ့ဒီစတိုးဆိုင်ကကောင်မလေးကသူမရဲ့တံမိုးကြီးအမတ်တစိမ့်အဝတ်စားတွေကိုမှွေနှောက်နေတာကိုတွေ့ရပြန်တယ်ဘသူခွင့်ပြုချက်နဲ့ထိတာလဲလို့မေးတဲ့အခါလူငယ်ကအသေးအဖွဲလေးပါလို့ပြောပြီးအပေါ်စားပစ္စည်းတွေနဲ့ပြန်ပေးမယ်လို့မထင်မဲ့မြင်လုပ်ခဲ့တဲ့မိန်းကလေးကသူမရဲ့အာဏာကိုတုံးပြီးလူငယ်ရမယ့်ပညာသင်စုတွေကိုဖျက်သိမ်းလိုက်တဲ့အခါသူကလောင်ပြောင်ပြီးငွေ900ကိုမြေပြင်ပေါ်ပစ်ချကအဝတ်စားတစ်ဝယ်ဖို့ပြောတယ်မိန်းကလေးကဒါဟာငါအင်ဂျီကကြယ်တီးတစ်လုံးစာတော့မရှိဘူးလို့ပြောပြီး channel manager ကိုခေါ်ကပျက်စီးသွားတဲ့ပစ္စည်းတွေကိုစစ်ဆေးခိုင်းလိုက်တယ်စစ်ဆေးပြီးတဲ့အခါရော်ချင်းငွေကယွန်း3တန်း330ထောင်ကျော်ကျတင်ကြောင်းသိရတဲ့အခါလူငယ်ကမယုံကြည်နိုင်ပဲမိန်းကလေးကသူ့ပတ်စံကိုခိုးတုံးထားတာလို့ဆွဆွဲတယ်ဒါပေမဲ့စစ်ဆေးချက်အရပတ်စံတပြားမှမလျှော့တာကိုတွေ့ရတဲ့အခါသူကသူ့ရဲ့ပညာသင်စု2တန်းနဲ့လောက်ငါမှာပါလို့ကိုအားပေးနေပြန်တယ်မိန်းကလေးကပညာသင်စုတွေအကုန်ဖြတ်သိမ်းပြီးလို့တတိပေးလိုက်ချိန်မှာပဲပညာသင်စုတွေအားလုံးကိုပွဲနေတပင်အခမ်းအနားမှာပဲအသုံးပြုတော့မယ်ဆိုတဲ့အကြောင်းကြားစာရောက်လာတယ်ဒါကိုလူငယ်ကကုမ္ပဏီကသူ့ရဲ့အရေးချင်းကိုသဘောကျလို့ကျောင်းကသူ့ကိုအထူးနေရာပေးတာလို့ထင်အောင်ထင်မှဖြစ်နေခဲ့တယ်ပွဲနေတပင်နေ့မှာမိန်းကလေးဟာသူမရဲ့အကိုတွေနဲ့အတူဖန်ညားစွာရောက်လာတယ်လူငယ်ကသူမကိုဝိုင်းရံထားတဲ့လူချမ်းသာတွေကိုဖယ်ခိုင်းပေမဲ့သူတို့ကလူငယ်ကိုအမိုက်လို့သာတုံ့ပြန်ခဲ့တယ်စတိုးဆိုင်ကကောင်မလေးကမိန်းကလေးရဲ့လက်ဝတ်ရတနာတွေကိုမြင်ပြီးရန်ဆတဲ့အခါမိန်းကလေးကသူမကိုပါရိုက်လိုက်တယ်လူငယ်ကပြန်ရိုက်ဖို့ကြိုးစားပေမဲ့အကိုတွေကတားဆီးလိုက်ပြီးဒီမိန်းကလေးသာမရှိရင်မင်းကငါတို့နဲ့ညီကိုတန်းတူဖြစ်ဖို့နေနေတာလူရအောင်အတွင်းခံရမှာမဟုတ်ဘူးလို့ပြောလိုက်တယ်လူငယ်ကတော့မန်တက်ပြီးသူဟာကုမ္ပဏီကြီးရဲ့ရွေးချယ်ခံရသူဖြစ်ကြောင်းကြွေးကြော်ပြီးစင်ပေါ်တက်သွားတယ်စင်ပေါ်မှာမိန်းကလေးကိုစွန့်ပစ်ကြောင်းအဆက်မရှိကြီးညာနေချိန်မှာပဲစုပေးဖို့အတွက်တထေးကြီးမိန်းကလေးရဲ့ဖခင်တက်လာတဲ့လူငယ်ကဒါဟာသူ့ဘဝရဲ့အမြင့်ဆုံးအချိုးကွေလို့ထင်မှတ်ပြီးတထေးကြီးရဲ့သမီးနဲ့လက်ထပ်ရတော့မယ်လို့စိတ်ကူးရင်နေတာပေါ့ဒါပေမဲ့တထေးကြီးကကျုပ်ရဲ့သမီးကိုမိတ်ဆက်ပေးပါရစေလို့ပြောပြီးမိန်းကလေးကိုရှေ့ထုတ်လိုက်တဲ့အခါမှာတော့ထိုလူငယ်ဟာတွေးပြတ်မတက်တုံ့လောက်သွားပါတော့တယ်